က6လောက်ရှိရနော်ဟိုကူကြမှာတော့ချင်းလည်းရှိပါတယ်ချင်းမှာစီကားဘူးဖြစ်မယ်ဟိုက်ကားဘူးဖြစ်မယ်ကြည့်ကြအောင်โอเคဒီဘယ်ဘိုင်ပြအောင်โอเคကျွန်တော်ဟိုက်လာဖြစ်တော့ပြောကျွန်တော်ကမှစခွဲခေါ်ရင်မနော်ချင်းတုံးစပွဲခေါ်ရင်မနော်ချင်းတုံးစပွဲခေါ်ရင်မနော်ပို့ပြတယ်မယ်လူပလေးတရားလေးကိုသင်ကြားလိုက်နော်တော့ဒီတောင်လေးမှာဝင်ပုံးလိုက်မယ်နော်ဒီနားလေးမှာတစ်ခေါက်အနေဖြင့်ပတ်ပုံးလိုက်နားလေးမှာကျွန်တော်အခုဒီကမမြင်သေးဘူးမြင်တော့မြင်နေပြီကျွန်တော်ပေါ်တက်လာပြီနော်ရှေ့ကတော့ပေါ်တက်လာပါပြီကြီးတယ်လေးသင်ကြားထားလိုက်တော့မကြီးတယ်လေးနော်ကြီးတယ်လေးမိုက်ပါကြီးတယ်လေးကတော့ရေးစီနေပါလေဖြစ်ပါတယ်ပြေးတယ်လေးတင်ပြောင်းလာပါတယ်ကျွန်တော်ဝီးလေးတစ်ခုတော့လဲနေပါတော့ဝီးလေးတစ်ခုလားဘာပေါက်မယ်ထင်းလဲဟာပြန်ပတ်စံမြင်ငါးလေးတော့ရပါတယ်ပြန်မစိုးပါဘူးရှီဒီနဲ့တိုးထားမယ်နော်ငါပတ်စံကျွန်နေယူချင်ရရွေးတော့မလို့မပလေးတို့လေးယူလာလေးမီးအောင်ပါတော့အော်မမတို့ဟာအမိုက်ပုံးကြီးနေဒီပိုင်းကျွန်တော်မြင်ရအောင်အမိုက်ပုံးကြီးနေအောင်နော်အမိုက်ပုံးရဟိုကအပြေထွက်သွားချင်းအပြေထွက်သွားပြီနော်ကျွန်တော်တို့ကချင်းထဲမှာပဲရှိပါတယ်အားလုံးပဲဒီလိုကငါမင်းတို့ရှိပါလားလေးပေါ်တက်လိုက်ရောနဲ့ပေါ်လာပြီတော့လေးပေါ်တက်လာပြီအော်ဟုတ်ကျွန်တော်မမြင်ဒါပြင်ပြီးထွက်တော့မမပြင်မချင်းနေပူကောင်းမယ်ထင်လို့ပါပြင်မလူရှိတယ်မသိပါဘူးပြင်မဟိုမှာပါလားကျွန်တော်တွေ့ရခင်ဗျကျွန်တော်ကမှလက်ဝိတ်ထိုးတဲ့စိန်ကြောင်းလိုက်ပါပြီ။ကောင်းလေးဆိုတော့ပြက်ခတ်မှာပါပြက်ခတ်တဲ့ဟာလေးပဲယူလိုက်ပါအောင်။ကျွန်တော်မမြင်သေးပါဘူးလေတော့အခုချိန်ပြီးတော့တကူစကလာလိုရတော့လေ။ဟိုးအနောက်ဘက်ကတက်ထွက်လာပါတော့ကျွန်တော်တို့ဒီဘက်ကပြန်သွားမယ်လေတွေ့သေးလေးယူမယ်။ဟုတ်ကဲ့ပြီးတော့လည်းလွတ်သွားပါပြီ။ဟုတ်ကဲ့နှစ်ခါရှိရောနှစ်ပွဲကနှစ်ခါရှိရှုံးသွားအောင်ကျွန်တော်ကတော့နှစ်ပွဲစလုံးနိုင်သွားပါတော့ကျွန်တော်နှစ်ပွဲစလုံးနိုင်သွားခဲ့ပါတယ်နှစ်ပွဲစလုံးနိုင်သွားခဲ့တဲ့အတွက်ခဏနေလို့ရှိရင်မတ်ယူရအောင်မယ်နော်ဒါစပါပြီမတ်ယူကကျွန်တော်မတ်ကတော့ဘယ်မတ်ယူရင်ကောင်းမလို့ဝင်းနာလည်းမယူလိုက်တော့နော်လေးလေးနဲ့တော့ပုံးလူကောင်းမယ့်နေရာလေးပါနော်Bishop. Okay, you got spin. I got spin. Who are you? You know, spin. Who lay like that? Me. Bhaiya me lay so. Aha, tana ya gani ho. They're ready. Okay, bhaiya me lay. Hai da, me hai da. ကျွန်တော်ကြိုက်ပါနော်ကျွန်တော်ဟိုက်တာပဲပုံနေတာပါတရားဒီလိုလေးဒီနိုင်မလိုလေးပုံလိုက်နော်ပြီးပါမလားမပြီးတော့တော်လို့ဒီနားလေးပုံကောအပြေးဖို့လို့မရဘူးတော့တော့ရဲ့မတ်ပေါ့နော်ဒီတောင်လေးလုံကြုံတော့တယ်ဗျဒီတောင်လေးလုံကြုံတော့တယ်ခင်ဗျာဘလို့ပြေးရောက်လာတော့ခုပကတော့ကျွန်တော်ခန့်လို့တဲ့တရားကတော့ဒီတားနေအောင်တဲ့တရားကတော့ကျွန်တော်ကဝင်လာပါပြီတားနေအောင်တဲ့တရားက
ပြေးဖို့အတွက်လိုက်ချမယ်ဟိုကလည်းလည်းတော့လေနေရရဒီဝရှုံးရတော့အဲ့လိုဒီဘာမှမရနင်းနေစကားဘာမှမရလိုက်ပါဘူးဟိုရလေဘယ်တူပါလို့နော်ကျွန်တော်ကကျတော့ဒီဟုတ်တာပါနော်ကုသရေးပဲကုသရေးလိုလေးမိုက်မှာမလို့ပါပုံးရခုံလေးအများကြီးနဲ့ဆိုတော့ပုံးရတော့လွယ်လို့ပါhospital ဟုတ်တယ်တော့ကို happy ပြောတယ်ပေါ့နော်ပုံမှန်ရည်များတာခွင့်ရည်ပါနော်ဟုတ်ပါရဲ့အများကြီးပါပဲဟောလို့တယ်ဟုတ်တာခုံလေးရေးပြီးတော့ပြီးပါတော့နော်ဒီတော့ဟိုက်တာလည်းပြင်ကြပါရဲ့များဟိုက်တာပါပဲလုပ်နေပါနဲ့ပြေးမယ်ပြေးမယ်ဟောအောက်ဖက်တဲ့ဒီရဲဝင်မယ်ဝင်မြကရင်းလို့လို့မှာဒါလေးပဲအမိုက်ပုံးလေးပါအမိုက်ပုံးလေးပြင်အောင်这你还蛮努力见你们啊！我他妈我看后我打你那第二个了，就是喂，啊你那有那个呢？ပြီးပါပြီ။ဒါစူတဲ့လူတွေတော့များမှာစူတဲ့ကဘာလို့လဲမသိပါဘူး။ဒါတကောင်လေးဖွက်ပြီးတော့ off ကိုသွားပါမယ်။